ကျမရဲ့နာမည်ကတော့မဦးမြင့်ပါကျမရဲ့အသက်ကတော့44နှစ်ပေါ့နော်44နှစ်ထဲမှာရှိပါတယ်ကျမအခုလုပ်နေတဲ့လုပ်ငန်းတော့စကန်ထည့်လေးရောင်းပါတယ်အမလုပ်ငန်းစပြီးတော့4လလောက်ကြာတဲ့အခါမှာဦးနောင်နဲ့စပြီးတွေ့ခဲ့တယ်ပေါ့နော်ဦးနောင်နဲ့စပြီးတဲ့အခါမှာဦးနောင်ရဲ့ပေါ့နော်ဝင်ကြီးစီမံခန့်ခွဲတာလေးစီးပွားရေးကိုလုပ်တဲ့အောင်လုပ်ရမယ်ဆိုတဲ့အကြောင်းမျိုးကိုအမလေးလာပြညာခဲ့တဲ့အတွက်အမစီးပွားရေးမှာပေါ့နော်ပို့ပြီးတော့တိုးတက်ခဲ့တယ်ပေါ့နော်အမဆိုလို့ရှိရင်ဦးနောင်ကကိုချင်းလုပ်ပြီးတဲ့အတွက်ပထမတော့ဆိုလို့ရှိရင်လက်လီရောင်းတယ်ပေါ့လက်လီရနေပြီးတော့လက်ကားထီကိုပို့ပြီးတော့လုပ်ငန်းကိုတိုးချဲ့လာနိုင်တယ်ပေါ့နော်ကျမပေါ့နော် MSME platform နဲ့ Telegram ချက်ပေါ်ကနေပြီးတော့သင်ခန်းစာတွေလေးလာတင်ပြီးတဲ့အခါမှာကိုယုံကြည်မှုတွေပို့ပြီးတော့ရှိလာတယ်ပေါ့နော်အဲ့ဒီထဲမှာပါတဲ့သင်ခန်းစာလေးတွေဆိုရင်ကျမရဲ့ပန်းနိုင်ပေါ့နော်စမတ်တွေကိုဘယ်လိုချရမလဲဆိုတဲ့ဟာတွေပါတယ်ပေါ့နော်အဲ့ဒီအတွက်ကျမကဒီ platform နဲ့ကိုလေးလာပြီးတော့ကျမဘာဖြစ်လာလဲဆိုရင်ပို့ပြီးတော့ကျမဒီလက်လီရနေပြီးတော့ဒီလက်ကားအဆင်ရောက်သွားပြီလက်ကားနေပြီးတော့ကျမကနောက်ပြီးတော့စကန်အထည်အထုပ်အကြီးတွေကိုကျမကပေါ့နော်ပြင်ရောင်းသမားကြီးပေါ့နော်အဲ့လိုဆိုင်အကြီးသမို့တွေကိုကျမရဲ့တာဂက်ကရှိပါတယ်ကျမတို့စီးပွားရေးလုပ်တဲ့အတွက်မျိုးသမီးတွေဖြစ်တဲ့အတွက်အိမ်ရဲ့လုပ်တွေလုပ်ကြရဲတာသမီးတွေရဲ့ပေါ့နော်တာဝန်တွေရှိရဲပြီးတော့ဒီစီးပွားရေးလုပ်တွေမျိုး stress တွေပေါ့နော်ဒီ stress တွေကိုဘယ်လိုဖြေရောရမလဲဆိုတဲ့ဟာတွေပေါ့နော်ကောင်ဆယ်လင်းအဖွဲ့အစည်းလာနေပြီးတော့ညွှန်ပြပေးတယ်သင်ကြားပေးတဲ့အတွက်ကျမဒီစိတ်ကျန်းမာရေးပေါ့နော်ပို့ပြီးတော့ကောင်းမွန်လာစေတယ်ပေါ့နော်အဲ့တွေဦးနောင်ကချိတ်ဆက်ပေးတဲ့ဒီလိုဖွဲ့စည်းရင်းနဲ့ကျမချိတ်ဆက်ခွင့်ရတယ်နောက်တည်းကျမရေးအတွက်ပေါ့နော်ဟိုဒါOG specialist တွေနဲ့လည်းကျမတို့ကစီးနွေးခွင့်ရတယ်ပေါ့နော်ဒီအိုနောင်နဲ့ချိတ်ဆက်တဲ့အတွက်ကျမကပေါ့နော်ဒါပြောရမယ်ဆိုစုလက်ကြီးတစ်ခုရတဲ့အတိုင်းပါပဲရှင်